ဘာဘူးတင်ဟိုအိမ်ကွင်းရောအဝေးကွင်းရောအနိုင်ရရှိခဲ့တဲ့ Manchester United အားလုံးပဲမင်္ဂလာပါခင်ဗျ NG Sport ကနေကြိုဆိုလိုက်ပါတယ်အခုပဲဒါ Manchester United အသင်းနဲ့ဒါ Liverpool ရဲ့အသင်းပြီးသွားပြီပေါ့နော်ဒါ Manchester United အသင်းက Liverpool အသင်းကို3-2နဲ့အနိုင်ရရှိခဲ့တယ်ဒီနေ့ပွဲမှာကျွန်တော်တို့ပွဲပထမပိုင်းစတင်တဲ့အချိန်တွေကစပြီး Manchester United အသင်းကဖိအားပေးခဲ့တယ်ပေါ့နော်ဖိအားပေးခဲ့တယ်ကျွန်တော်14မိနစ်လောက်ထိပေါ့ဒုတိယဂိုးရလောက်ထိကိုဖိအားပေးခဲ့ဒါမဲ့ဒုတိယဂိုးရပြီးတဲ့နောက်ပိုင်းမှာ Michael Carrick ကိုမေးခွန်းထုတ်စရာရှိတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့ပထမပိုင်း14မိနစ်လောက်ကနေပြီးတော့နောက်ထိုင်ပလိုက်တာတော့ကျွန်တော်တို့တော်တော်အဆင်မပြေဘူးလို့ပြောရမယ်ပေါ့နော်။14မိနစ်ကနေတောက်လျှောက်ဒါ6မိနစ်မှာရင်ဒါကွန်ညာရဲ့ဂိုးရခဲ့ပေါ့နော်။ကွန်ညာရဲ့ဂိုးရခဲ့ဒီတောင်းကံဘောကပြန်ကြတောင်းကံဘောကနေပြီးတော့ဒါပြန်ကြလာတဲ့ဘောလုံးကွန်ညာ2ဆင့်ကန်ပေါ့နော်2ဆင့်ကန်ပြီးတော့ဦးဆောင်ကိုရခဲ့တယ်Benjamin Sesko လည်းဒါ Bruno Fernandes ပြန်ပေးတဲ့အလုံးကနေပြီးတော့ဒါပထမတစ်ချိန်လွှဲရတယ်ဒါဒုတိယတစ်ချိန်ကျမှဒါ Bruno Fernandes ထပ်တင်ပေးရကိုသမားပုတ်လိုက်ပြီးတော့သူ့ပေါင်လိုက်ထီပြန်ဝင်သွားတာပေါ့နော်14မိနစ်နောက်ပိုင်းမှာစပြီးတော့ Manchester United တင်ကိုဒီပါဘူးကတောက်လျှောက်ဖိကစားတယ်ပထမပိုင်းပြီးရတဲ့အထိပေါ့နော်ဒါမဲ့အဲ့ချိန်မှာတော့ဒါအကြီးမား chance တွေမရဘူးဘောလုံးကင်ထားတာပဲရှိတယ်ပထမပိုင်းမှာအဆင်ပြေနေသေးရပေါ့ဒါပေမဲ့ Michael Carrick ကိုမေးခွန်းထုတ်အောင်ဘာဖြစ်လို့14မိနစ်လောက်ထဲကထိုင်ပြီးကစားလဲဆိုတော့ကျွန်တော်နားမလဲဘူးစဉ်းလည်းမစဉ်းစားတတ်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့အနေနဲ့အဲ့လောက်ထိကြောက်နေတယ်ဆိုရင်ကျွန်တော်တို့ရဲ့လက်နောက်နှစ်နီးပြအတွက်တော့အဆင်မပြေဘူးပေါ့နော်ကျွန်တော်ချက်Carrick ကိုအဲ့ဒါအတွက်တော့တော်တော်အဆင်မပြေဘူးပိတ်ကစားတာမကြိုက်ဘူးပေါ့နော်ကျွန်တော်တို့ကတောက်လျှောက်တိုက်စစ်စင်ပထမပိုင်းမှာတောက်လျှောက်တိုက်စစ်စင်လို့3-4လုံးရလို့ဒုတိယပိုင်းမှာပိတ်ကစားရဆိုလက်ခံပေးလို့ရတယ်ပထမပိုင်း14မိနစ်လောက်ထဲကပိတ်ကစားတော့ဘယ်လိုမှလက်ခံကြအကြောင်းမရှိဘူးသူပထမပိုင်းဒါပွဲပြီးသွားတယ်ချန်လည်းတိတ်မပေးရဘူးโอเคအဆင်ပြေတယ်ပေါ့ဒါပေမဲ့ဒုတိယပိုင်းမှာစတယ်ဒုတိယပိုင်းမှာဘာဖြစ်လဲဆိုတော့ Sesko တန်ရသွားလို့ဒါအာမတ်တီယာလိုနဲ့လဲလိုက်ရတယ်အာမတ်တီယာလိုဝင်လာတယ်ပြီးခဲ့တဲ့ပွဲမှာလိုပဲကျွန်တော်ပြောခဲ့သလိုပဲသူကလွင်အကုန်ကောင်းတယ်ဆိုတဲ့ပုံစံမျိုးပဲပေါ့နော်အာမတ်တီယာလိုဝင်လာတယ်ဘောလုံးမှားပေးတယ်ဆပ်ပေါ်စလိုင်းတွင်းသွားတယ်ပေါ့နော်ဘောလုံးမှားပေးပြီးကောင်းလာပြန်ပေါက်သွားပြီးတော့ပေးလိုက်ရတယ်48မိနစ်မှာတိတ်မချဘူးဒါ56မိနစ်မှာလဲဒါကိုသမားစန်ဒီလမန်လူပေးမှားတယ်အမှလဲဒါအိုလီကပ်ကိုတွင်းသွားတယ်ပေါ့ဒါ2-2ဖြစ်သွားတယ်2-2ဖြစ်သွားတဲ့အချိန်မှာဒါဘယ်လိုပြောရမလဲ Manchester United အသင်းနေနဲ့တော်တော်ကိုပြာသွားတယ်လို့ပဲပြောရမယ်ပေါ့နော်ပြာသွားပြီးတော့သူအနိုင်ရရှိဖို့အတွက်ကိုအဘူမူကိုထုတ်တယ်ဒါကိုထည့်ပေါ့အဘူမူကိုထုတ်တယ်ဒိုကူထည့်တိုက်စစ်စင်ပြောင်းလဲပြုတ်လို့ပြီးကစားတယ်ကစားရင်လည်းလီဗာပူးကတော့တောက်လျှောက်ဖိတယ်ပေါ့နော်ဒါပြောရမယ်ဆိုရင်တော့လီဗာပူးအသင်းအနေနဲ့0.9 expected goal မှာဒါ 0.89 ဆိုတော့ကျွန်တော်တို့တကိုးလောက်တော့ရနိုင်ခြေရှိတဲ့အနေထားတော့ရောက်ခဲ့တယ်ဒါပေမဲ့ကိုရီအမားနေမှာတစင်ပေါ့နော်ကိုရီကပွဲကိုထိန်းချုပ်ပြီးတော့ကောင်းဆုံး4-5ကိုပြတ်သွားရမယ်အစားကိုရီပြန်ခွင့်ပြုလိုက်ရတယ်ဒါဒုတိယပိုင်းမှာကိုရီနှစ်ခုပြန်ခွင့်ပြုလိုက်ပြီးတဲ့နောက်ပိုင်းမှာတော့အဆင်သိမ့်မပြေတော့ဘူးကစားတာလည်းတိတ်မကောင်းတော့ဘူးပေါ့နော်တော်တော်ရုန်းကန်ခဲ့ရတယ်ဒါအမားတွေများတယ်တော်တော်ရုန်းကန်ခဲ့ရတယ်ရုန်းကန်ခဲ့ရပြီးနောက်ပိုင်းမှာဒါကန်ကောင်းထောမတ်စွာနဲ့ပဲဒါ89မိနစ်မှာပေါ့နော်ဒါကိုဘီမိန်တို့ဦးဆောင်ကိုထပ်သွင်းလိုက်တယ်ဒီလုံးမှာတော့ဒါလူရှောကန်တင်ပေးလိုက်တာကိုဒါအာမတ်တီယာလိုကောင်းတိုက်ချပြီးရဲ့အဲ့ဒါကိုနောက်တန်းကစားသမားကြီးဖြတ်လဲလို့ပြန်ကြလာတဲ့ဘောလုံးကိုဘီမိန်တို့အဝေးကနေလမ်းကန်သွားပြီပေါ့နော်ကန်ကောင်းလို့ဒီကိုရခဲ့တယ်လို့ပဲပြောရမယ်ဒါပေမဲ့ဒိုကူရတဲ့ chance နှလုံးရှိရဲသူလည်းအခုမှဒါပွဲအရန်ဝေးနေရဲ့အခုမှပွဲထွက်ကစားခွင့်ရတာဆိုတော့တိတ်ပြီးတော့သူ့အပြစ်မပြောချင်ဘူးဒါသူ့အနေနဲ့ goal သွားနိုင်တဲ့ chance တွေရခဲ့တယ်နောက်ဆုံးမိနစ်ကကူကတော့တော်တော်စိတ်ပြတ်ဖို့ကောင်းတယ်အာမတ်တီယာလူအကောင်းဆုံးလုပ်ပေးခဲ့တယ်ဒါပေမဲ့ဒါလော့ရဲ့ထုံးစံတိုင်းပဲပေါ့နော်တဲပြီးကန်လာလည်းမကူမတဲဘဲနဲ့ကန်လာလည်းမကူပေါ့နော်အဝေးပေါ်တော်တော်ထောက်တက်သွားတယ်နောက်ဆုံးမိနစ်မှာရခဲ့တဲ့goalဆိုရင်အဲ့တော့တပွဲလုံးကိုပြောရမယ်ဆိုရင်ဒီပွဲမှာ Michael Carrick မှာ3-2ဖြစ်သွားလို့ဒါကျွန်တော်တို့ကနိုင်နေပြောရမှာတကယ်လို့2-2ဖြစ်သွားသူ့မှာအများကြီးတာဝန်ရှိတယ်ဘာဖြစ်လို့လဲဆိုတော့
သူဒါကြောက်မနေခဲ့ဘူးဆိုရင်ဒါကျွန်တော်တို့တိုက်စစ်ချိန်6မိနစ်မှာဆိုရင်ဒါဒီ14မိနစ်ပြီးရဲ့နောက်ပိုင်းမှာလုံးဝမရှိတဲ့လောက်ပဲပေါ့နော်14မိနစ်ပြီးရဲ့နောက်ပိုင်းမှာဒါ28မိနစ်လောက်ထိကိုလုံးဝမရှိဘူးလီဗာပူးတောက်လျှောက်ဖိတယ်ဒါ28မိနစ်ကနေဒါ34မိနစ်ထိတကြောပြန်ပေါ့တကြောပြန်ဟွာဖြစ်တယ်နောက်ပြီးကျရင်ဒါပထမပိုင်းပြီးခံနေလောက်ထိကိုတစ်စမ်းမှမရှိဘူးလီဗာပူးတောက်လျှောက်ဖိတာပေါ့ဒုတိယပိုင်းမှာလည်းတောက်လျှောက်ဖိကစားရင်းနဲ့မှဂိုးတွေပြန်ရပါအဲ့တော့မိုက်ကယ်ကားရစ်အနေနဲ့ဒီလူသားကြောက်နေမယ်ဆိုရင်အဆင်သိမ့်မပြေဘူးကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ကျွန်တော်တို့ပါဝင်ပေါ့နော်ခံစစ်ပိတ်ပြီးကစားတာကိုကျွန်တော်မကြိုက်ဘူးတိုက်စစ်ကိုကောင်းမွန်ဆိုပြောမလဲခုတနေ့ကဘိုင်ယန်မြူးနစ်နဲ့ဒါ PSG ကန်လို့ပေါ့နော်တိုက်စစ်လုံးဝနောက်မင်းပြန်ဂိုးပြန်ပြင်လဲပြန်ထပ်သွင်းမယ်ဆိုတဲ့ပုံစံမျိုးကစားတာကိုပဲကျွန်တော်တို့ကြိုက်တယ်နင်းဆိုင်နေပေါ့နော်အဲ့တော့ဒီပွဲမှာဒါတည်ကြတော့မိုက်ကယ်ကားရစ်မှာအများကြီးတာဝန်ရှိရလို့ကျွန်တော်ထင်တယ်ဒီနေ့ပွဲမှာ3-2ခြုံကြည့်ရမယ်ဆိုရင်တော့ကစားသမားတွေမှာဒါကိုသမားလန်မန်းနေတယ်လေဒါတလုံးမှားသွားတယ်ဒါပေမဲ့လည်းသူ့နဲ့သူဖမ်းရမယ်လုံးနေတော့တောင်းဝင်ကြည်နဲ့တော့ဖမ်းသွားလို့တွေ့ရတယ်ပြတော့အများကြီးပြောလို့မရဘူးမကွန်ရကောင်းတယ်ဟဲဗန်လည်းပြောစရာမရှိဘူးဒီကိုဓာတ်လို့ကတော့ဒါပထမပိုင်းမှာတိတ်မတိတာပဲမဒုတိယပိုင်းမှာတော့ဒါဟိုဟာတော့မနိုင်ဘူးပေါ့နော်သူဒီ sorry ဒီနောက်ကဝင်လာတဲ့လူလီဗာပူးကဝင်လာတဲ့လူနဲ့ကစားသမားတွေကိုသူမနိုင်ပဲနဲ့တောက်ဆော့သူ့မနေကိုလိုက်ကတ်ထားရတယ်ပေါ့နော်လူရှော့အချိန်နဲ့တိတ်လူရှော့ပုံမှန်ပဲကောင်းတယ်လည်းမဟုတ်မကောင်းလည်းမဟုတ်ဘူးဒါကွညာဒီနေ့ပွဲမှာတကူတွင်းသွားရဲ့သူလည်းကောက်သူတက်နိုင်တော့လုပ်ပေးသွားရဲ့ပေါ့နော်ကွညာကောင်းတယ်ဒါကက်စမီလိုနဲ့ကိုဘီမိန်တို့လည်းမစိုးဘူးနောက်ပြီးကြတော့ဘရူနိုဖာနက်တက်ပေါ့နော်ဘရူနိုဖာနက်ဒီနေ့ပွဲမှာအစ်စ်မရသွားတာတော့ကျွန်တော်တို့နည်းတော့စိတ်မကောင်းဖြစ်မိရဲ့ကိုလည်းမရခဲ့ဘူးအစ်စ်လည်းမရခဲ့ဘူးဆိုတော့နည်းတော့စိတ်မကောင်းဖြစ်မိရဲ့နောက်ပြီးတော့ဒီဘက်အန်ဘူးမှုဒီနေ့မှာတော်တော်ကြိုးစားပါတယ်ဒါပေမဲ့သူအနေနဲ့ first study တော့တော်တော်ညံ့နေတယ်ဘောလုံးထိန်းတာလိုအပ်နေသေးရဲ့ဒီနေ့ပွဲမှာကစားပုံချုံကြည့်ရင်တော့ကောင်းတယ်ဒါပေမဲ့အခွင့်အရေးတွေတော့အများကြီးခွင့်ရည်တွေဖန်တီးပေးနိုင်ခဲ့တယ်ပေါ့နော်ဖန်တီးပေးနိုင်ခဲ့ပြီဆိုမှအစ်စ်တော့မရသွားခဲ့ဘူးပေါ့တက်စီမူဆက်ကိုတလုံးသွင်းနေပြီးခဲ့တဲ့ပွဲမှာလည်းတလုံးသွင်းနေဘာမှအပြောစရာမလိုဘူးတက်စီတူတာဝန်သူကြည့်အောင်ကိုတွင်းနိုင်ခဲ့တယ်ကျွန်တော်တို့တိုက်စင်လိုနေတဲ့တိုက်စင်မှုဆိုတာလည်းအများကြီးခွင့်ရည်ရစရာမလိုတလုံးကြတလုံးကိုနိုင်တဲ့တိုက်စစ်မှုပေါ့နော်ကြာဘာတလုံးရကိုနိုင်တဲ့တိုက်စစ်မှုမျိုးလိုအပ်တယ်အဲ့တော့ဒီဘက်မှာဒါမက်ဆက်ကိုလည်းမစိုးဘူးကောင်းတယ်နောက်ပိုင်းအမောက်တီယာလိုကတော့နောက်ဆုံးလုံးတောင်ဝင်သွားခဲ့မယ်ဆိုရင်တော့သူ့အနေနဲ့အစ်စ်ရတော့မှာပေါ့နော်သူအစ်စ်မရလည်းကြာပြီကိုမရလည်းကြာပြီအဲ့တော့အစ်စ်ရသွားစေချင်တာပေါ့ဒါပေမဲ့ဒါတော့ဖြုံးလိုက်တဲ့အတွက်သူ့အနေနဲ့တော့သူတလုံးရောင်းလိုက်တယ်ပေါ့နော်ရောင်းလိုက်တော့မကောင်းပဲပြောမှာပေါ့ဒါပေမဲ့ဒိုကူဝင်လာတဲ့ဒိုကူလည်းမပွဲရန်ဝေးနေလို့သူ့အနေနဲ့ကိုရနိုင်တဲ့အခြေအနေတွေအများကြီးရှိခဲ့တယ်ကိုဖြစ်တော့ပြောင်းလဲနိုင်တယ်မရှိခဲ့ဘူးနောက်ကဇက်ဇီးကိုဝင်လာတယ်ဟဲဗန်ဇက်ဇီးဝင်လာတယ်ကျွန်တော်တို့ဒီကန်နီယူလိုဝင်လာနေယူတော့ဒါပီကန်နီမှာဝင်လာတော့ဘာမှပြောကြမရှိဘူးဇက်ဇီးလည်းပီကန်နီမှာဝင်လာတယ်အမှတော့ထွေဖြူမလို့ပြန်နိုင်ဘူးเนาะအဲ့တော့ကျွန်တော်တို့ Manchester United တင်နေတဲ့ချန်ပီယံလိဝင်ငယ်တေချာပေါက်ရရှိသွားပါပြီအဆင့်3မှာဒါလီဗာပူးကို6မှတ်ဖြတ်လိုက်ပြီအဆင့်3မှာဒါလီဗာပူးကိုဒါကျွန်တော်တို့6မှတ်ဖြတ်ထားတယ်ပေါ့နော်6မှတ်ဖြတ်ထားတယ် Aston Villa ကိုလည်းကျွန်တော်6မှတ်ဖြတ်ထားတယ်တပွဲအတာနဲ့ပေါ့နော် Aston Villa ကိုတပွဲအတာနဲ့6မှတ်ဖြတ်ထားတယ်လီဗာပူးကို6မှတ်ဖြတ်ထားတယ်ဆိုတော့ချန်ပီယံလိဝင်ခွင့်အတွက်ကတော့လုံးဝတေချာသွားပြီတေချာပေါက်ဝင်သွားပြီပေါ့နော်အဲ့တော့နောက်ရဒီမှာကျွန်တော်တို့အေးပြတ်ခံပြီးချန်ပီယံလိကိုကြည့်ရပါတယ်ခုလိုကြည့်ရှုပေးခဲ့တဲ့ဒီကိုအားလုံးကျေးဇူးတင်ပါတယ်